အခါနိုင်လာတာဤဆိုပြီးပေါင်းပြီးရေးပြပါနောက်တစ်ခုကရေးထားနော်အင်္ဂလိပ်စာဟုတ်ပြီဟုတ်ပြီဟုတ်ပြီညခါ၌လတာဤလဟုတ်ပြီတာဘယ်လိုပေါင်းလဲဟုတ်ပြီညခါနိုင်လာတာဤဟုတ်ပြီဟုတ်ပြီဤရထားမလားပါလက်ချောင်းကြော်ရေးမယ်ဤရထားဒီမှာရေးမယ်ဟုတ်တယ်လက်ချောင်းဤရထားဤပေါင်းပါအောင်ဟုတ်ပြီရေးမယ်နော်ဆိုတာအခရာဤအဲ့ဒါဤအခရာဤရေးခိုင်းတာဆရာမအဲ့ဒါအခရာဤဟုတ်လားမလားခုကဤယထာဟုတ်ပြီထာမလာပါလာဤယထာမလာပါပါနာနာ၍တနာเสียတကြောင်းကြော်မရေးမယ်အောက်မှာနာနာ၍နာရေးလိမ့်မယ်နဲ့ဟမ်မှားနေဖြတ်ဆိုတာရွေโอเคအရွယ်ဘယ်လိုလေးရေးဒီနာနာ၍တနာเสียဟုတ်ပြီနာเสียနာဘယ်လိုပေါင်းလဲနာအေးဟုတ်တယ်လို့ဆိုရေးနာနာ၍တနာစပဲစားမုံစယာဟုတ်ပြီဘာဖတရားနာဤဘာဖလာလေရတော့လာနော်စားလဲရတယ်လို့ဘာဖဟုတ်ပြီတရားဟုတ်ပြီယာမဟုတ်လေအဲ့ရပဲယာလို့ဆရာမပြောတာမှတ်ထားနော်အတန်ကိုနားထောင်ပြီးတော့ရေးတတ်ရမယ်ဆရာမရဲ့အတန်ကိုနားထောင်ပြီးတော့ရေးတတ်ဘာပတရားဘာပတရားနာလားအဲ့နာလား
နငယ်ရေးချာနာဘာဘာတရားနာဤ အဖေရာဤဘာဘာတေယာ